ဖုန်းကြီးရတောင်လေးရိုက်မယ်ပေါ့နော်ဖုန်းကြီးရတောင်ရိုက်မယ်ဆိုတော့ကျွန်တော်ရတောင်ချမဲ့နေရာလေးပေါ့မှာမြင်းလေးတားထားအဲ့မြင်းကြောင်လေးပေါ်မှာရတောင်အဖျားပေါ့နော်ရိုက်တာတော့03ရဲ့ဘိုင်နာအဝါရဲ့နိုင်လွန်တို့ရေပေါ့နော်ရိုးသီးဘိုင်နာအဝါနိုင်လွန်တို့ရေထည့်တာဆွဲတဲ့နေရာမှာစကေဘာကိုအချွန်နဲ့ဆွဲပါတယ်ဒါမှစကေဘာအပြားအကြီးမဟုတ်ပေါ့နော်အသေးနဲ့ပဲလက်ပတ်ပြီးဆွဲတာပေါ့ကြီးဆိုအကြီးနဲ့ဆွဲရှည်နဲ့ဆွဲလို့ရှိရင်ဘေးခိုင်းနဲ့ထောက်မှကြောက်လို့အသေးနဲ့ပဲအဲ့လိုလက်ပတ်ပြီးဆွဲပါတယ်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ဘဝကနေရွှေမုံလေးဖြူမှာပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာရွှေမုံလေးဖြူပါတယ်ရွှေမုံလေးဖြူပြီးသွားပြီဆိုရင်တော့သူ့အနည်းဆုံး1 နာရီ 2 နာရီလောက်ထားပြီးတော့မှလေမှုတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ချက်ချင်းလေမှုတ်တဲ့အခါမှာရွှေမုံလေးတွေကပြန်ပြီးတော့ပြန်လွင့်ကွာသွားတယ်လို့ပါ။ချက်ချင်းမမှုတ်ပါဘူး1 နာရီ 2 နာရီလောက်ထားပြီးတော့မှလေမှုတ်ပါတယ်။အဲတော့ရှိုက်တဲ့စီကတော့အိုတရီဘိုင်နာဝါဖောင်းကြွပေါ့နော်ဖောင်းကြွတော့ဟိုတတိတက်နှစ်ဆတစ်ဆထည့်တာပေါ့နော်အောက်မှာတော့ဒီလိုဖော့ပြားလေးခံထားပါတယ်ဖော့ပြားမခံထားရင်စေးသားအဝင်နေပါတယ်အဲကြောင့်မလို့ဖော့ပြားလေးခံပြီးတော့ရိုက်တာပါဖော့ပြားလေးခံတော့ဤပြီးတော့စေးသားအောက်ကိုများဝင်ပါတယ်အဲ့ဒါလေးမျှဝေပေးတာပါတကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်တခုခုရခဲ့တယ်ဆိုရင်တော့ like and share လေးလုပ်သွားပေးဖို့တောင်းဆိုကြပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ